ကဲအားလုံးပဲငါညီကိုတွေရိတ်ဆက်မောင်းတဲ့ညီကိုတွေမင်္ဂလာပါဒါနဲ့စကားမဆက်ငါညီကိုတွေဂီယာဘော့တွေပဲဖွင့်တာတွေ့ဘူးလားတွေ့ဘူးကြမှာပါတော်တော်များများတွေ့ဘူးကြတယ်ဆိုရင်ဂီယာဘော့ထဲမှာဘောတွေထည့်တယ်ဘောထိုင်ဆိုတာသိရှိတယ်လေဟိုမှာ2ကိုစစ်ဆိုလို့ရှိရင်ဘောထိုင်အပြင်သူကကုန်းလေးပါပါတယ်လေနောက်က Jam 3ကိုဖို့ပါဗျာအပေါ်1 shot 2 shot တို့ပါတော့ထည့်တယ်သူတို့ဘောထိုင်လေးပါတယ်ချိန်ကမ်းပဲဒီနေ့ကျွန်တော်သွားပြီးတော့ဂီယာဘော်ဒီကွဲလို့ဒီဘဲချမ်းကွဲလို့ဆိုပြီးတော့သွားပြီးတော့ဒီနေ့ training ground သွားလှုပ်လိုက်တဲ့ခါမှာပြစ်ချက်ကထွေထူးတော့မရှိဘူးဒါနှစ်ချက်တွေ့ပြစ်ချက်နှစ်ချက်တွေ့အကုန်ကောင်းတယ်ကျန်တာအကုန်ကောင်းတယ်ဒါပေမဲ့အဲ့ထဲမှာပြစ်ချက်က206ဘောတိုင်းကွဲသွားတဲ့ဘဲချမ်းကဘောတိုင်းကတော်တော်တိတိတတ်တာကိုလူလာတော်တော်ကြီးကိုတိတိတတ်တာကိုလူလာဟုတ်ဘော206ကောသူ့ရဲ့ကုံကောထည့်လိုက်ကွက်ကလေးဆိုထည့်လိုက်ကွက်ခနဲ့တော်တိတတ်တာဗျာလူးနေအဲ့တစ်ချက်တွေ့နောက်တစ်ချက်ကကျတော့သူကနောက်တစ်ချက်ကကျတော့ဒါပြောလို့မကောင်းဘူးဗျပြောလို့မကောင်းဘူးမပြောတာအဲ့တော့နောက်တစ်ချက်ကိုမသိချင်နဲ့အဲ့တော့ပထမတစ်ချက်က206ဘောထိုင်ဘယ်ဘောထိုင်ပဲဖြစ်ဖြစ်ကျုပ်ဘောတိုင်မှာဘောတစ်လုံးထည့်လိုက်လို့လူးနေပြီဆိုရင်ဒီဘောကွဲနိုင်တယ်အဲ့အပြင်ဘာတွေဖြစ်တယ်လဲဆိုတော့အပေါ်က3 4ဘောလေးတွေမှာဆိုလို့ရှိရင်ဘောတိုင်တွေဟိုဘက်လေးပဲမငြိမ်ဟိုမှာဆဲကြုံမှုကြလားအနေအမြင့်တိုင်ရင်းနဲ့တို့အမြင့်ရတဲ့အောက်ကိုဆင်းရင်းနဲ့တို့ဂီယာပြုတ်တာဂီယာတွေပြုတ်တယ်ကြုံမှုလားကျွန်တော်တိတယောက်ဆိုလို့ရှိရင်အဲ့ဇက်ပေါ်ကနေပြီးတော့ကုန်းမော်တက်တယ်သူတို့ဇောက်ထိုးရောက်ခဏကြာမှပြန်လိုက်ကြလားသူတော်တော်တက်တိကောင်းလို့နော်အဲ့မှာဘေးကလူကဝိုင်းပြီးဟိုခုဒီခုနဲ့ကောင်းလို့မသိတာဒီကပြဿနာဒါဟိုဂီယာပြုတ်တဲ့ဒီဘောတိုင်ချောင်းလို့ဂီယာပြုတ်တယ်လို့ပြောချင်တာမဟုတ်ဘူးနော်ဂီယာပြုတ်တဲ့အထဲမှာဘောတိုင်ချောင်းတဲ့ပြဿနာလဲပါတယ်ဆိုတော့ပြောချင်တာဟုတ်လားဒါကိုအန်ဒီဖြစ်မှာဆိုလို့ပြောတာဂီယာပြုတ်ရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်ကျွန်တော်ရှေ့ရဆရာကြီးတွေလည်းရှေ့မှာပြောပြသွားတာလေးတွေ TikTok ပေါ်မှာတွေ့ပါမှာဒီပြီးသားဟာတွေတော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်တွေ့တာလေးကျွန်တော်ပြန်ပြောပြတာအဲ့တော့ဘောတိုင်တွေချောင်းမှုဆိုတော့သတိထားတတ်နိုင်လို့ကိုယ့်ရဲ့အုံနာသုံးဖို့ကိုယ်တိုင်အုံနာဖြစ်နေရင်လေအားလာပြောတာ